မင်္ဂလာပါရှင်ပတ်စင်ဘုံတုံးတွေတင်ဆက်နေကြဖြစ်တဲ့အောင်ဆက်မော်စကားဝိုင်းရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမကတော့ရွှေညီပါမင်္ဂလာပါခင်ဗျာကျွန်တော်ရေထုတ်ပါခင်ဗျာအချို့နယ်တွေမှာမိုးရသည့်စိုက်ပျိုးရေးသိမ်းချိန်လည်းပြီးသွားပြီဆိုတော့စက်ပိုင်တို့ရဲ့ထွန်ဆက်တွေနဲ့ရိတ်ချွေလေးဆက်တွေကိုနားထားကြတော့မယ်မဟုတ်လားအများစုကတော့အလုပ်ပြီးပြီပဲဆိုပြီးစက်အောင်ပိုင်းတွေမှာရှိတဲ့ရွှေုံတွေလည်းမစေးတော့ဘူးအင်ဂျင်ဝိုင်လည်းမစစ်တော့ပဲနဲ့ဒီတိုင်းပြစ်ထားတတ်ကြပါတယ်ဒါပေမဲ့ဒီတိုင်းဆက်မလို့ပဲလက်အတော်တန်ကြအောင်ပြစ်ထားလိုက်မယ်ဆိုရင်နောက်တရာဒီရောက်တဲ့အခါစက်အောင်ပိုင်းတွေမှာတန့်ကြီးတက်တာစိတ်လုံးဝါရှာတွေပေါက်ပြဲပြီးနောက်ပိုင်းစက်ပြင်စိတ်တွေတိမ့်ချီကုန်တတ်ပါတယ်ဒီနေ့မှာတော့မိုးပြီးမှာစက်တွေတိမ့်သိမ်းကြီးတွေနဲ့ဒီထိမ့်သိမ်းကြီးတွေအကြောင်းကိုကိုရဲထွန်းနဲ့တူဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါကိုရဲထွန်းဟုတ်ကဲ့ပါဗျာဟုတ်ကဲ့အကိုမနေ့ဆောင်းစားခဲ့ရလားရှင်ဟုတ်ကဲ့ကျွန်တော်ရန်ကုန်ဆွဲတပွဲနဲ့လက်ဖေးတပွဲတော့တောက်ခဲ့တယ်ဒီမှာကျွေးနေတယ်ဆိုတော့ကျွန်တော်ဒီ program လေးပြီးလိုက်စားမယ်ဟုတ်ကဲ့ပါအကိုအဆိုလို့ရှင်ပြီးရင်ထပ်တွေ့ကြမယ်နော်ဟုတ်ကဲ့ဗျာဒီနေ့ပြောမယ့်အကြောင်းကိုလေးဆက်ပြောလိုက်ကြအောင်ဟုတ်ကဲ့ပါဒီတစ်ပတ်တော့ညီမတို့မိုးရသည့်အပြီးပေါ့ short net ထဲမှာဒီအလုံစင်းထားတဲ့ထွန်ဆက်တွေနဲ့ရိတ်ချွေလေးဆက်တွေကိုဒါတန့်ရှင်းတော့မယ်တိမ့်တော့မယ်ဆိုရင်ပေါ့နော်ဘာလို့အဓိကထားပြီးတော့တန့်ရှင်းလုပ်တင်လဲရှင်ဟုတ်ကဲ့ပါမရွှေရေဒါကျွန်တော်ဒီပထမဦးဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကျွန်တော်ဒီ short note နဲ့စပားတွေဒါဖုံတွေကိုတန့်ရှင်းလုပ်ပေးတာပဲဗျာပုံမှန်အားဖြင့်ကတော့ဗျာကျွန်တော်ဒီလေတွေကဒီ short နေဆိုတာက acid ပါဝင်မှုနှုန်းများတယ်အဲအကြောင်းဒီဆက်ရဲ့ဒါထွန်ဆက်ရဲ့အောက်ပိုင်းပေါ့ဗျာထွန်ဆက်ရဲ့အောက်ပိုင်းနေဒါဘယ်လိုပြောရမလဲရေလေအုံနေကျွန်တော်တို့ဒီ OZ တွေချက်ချင်းတွေမှာဒါ short နေရကပ်ပြီးကြံနေခဲ့မယ်ဆိုရင်ဒါလာပေါင်းများစွာဒါတန်ကြီးတက်ပြီးတော့ဒါဆွေးမြစ်ပျက်စီးသွားနိုင်တယ်ကျွန်တော်ဒီရိတ်ချွေလေးဆက်တွေမှာဆိုရင်လည်းဒါစပားဖုံတွေဒါကောက်ရိုးဖုံတွေထဲမှာဒါရေအဆူထက်ကပ်ညှိပြီးတော့ဒါတန်ပြားတွေမှာဒါဆွေးသွားတတ်တာမှုလို့ဒါရေပြင်းပြင်းနဲ့ကျွန်တော်ဒါထိုးချပြီးစီးကြောပြီးဖို့လိုအပ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်ဒီဆက်တွေကိုစေးကြောပြီးပြီဆိုလို့ရှိရင်ရောဘာဆက်လုပ်ဖို့လိုအောင်မလဲရှင်ဟုတ်ကဲ့ပါကျွန်တော်ဒီထပ်မှန်ပြီးတော့ဒါစေးကြောလို့ဒါစေးကြောပြီးသွားလို့ဒါ6တွေ့သွားတဲ့အချိန်မှာလဲကျွန်တော်ကဒီဟိုချောစီကိုပတ်ပတ်လဲတာပုံမှန်လေးဒါထိုးပေးရပါမယ်ခင်ဗျကျွန်တော်ထွန်ဆက်ရဲ့ ball တွေဒါ join တန်ချက်ချေကတ်တွေရဲ့3ချက်ချင်းဒါချက်ချင်းဖျူးပတ်လန်းနေမှာလဲဒါရေတင်မကြံခဲ့အောင်လို့ပေါ့ဗျာရေတင်မကြံခဲ့ရအောင်လို့ကျွန်တော်ဒီချောစီအစ်စ်ကိုဒါပြန်လဲပြီးတော့ထိုးပေးရမယ်ဒီပြန်လဲပြီးတော့လဲလဲပေးရမယ်ပေါ့ဗျာဒီရိတ်ချွေလေးဇက်တွေမှာဆိုရင်လဲဒါကျွန်တော်တို့ကျွန်တော်ဒီတီးနံဆွဲတဲ့ဂျိုးတွေရဲ့ဒါဓားသွားတွေဒါပြီးတော့ဒီ sprocket ball တွေဒီကောင်တွေကိုလည်းဒါခုနလိုချောစီပုံမှန်လေးတုပ်ပေးမယ်ချောစီပုံမှန်လေးကျွေးပေးမယ်ဆိုရင်တော့ဒါတန်ကြီးတက်မှုလုံးပေါ့ဗျာရေရှည်တန်ကြီးတက်မှုလုံးကျွန်တော်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ဗျဒါဆိုအပြင်ပိုင်းတွေလည်းတန်ရှင်းပြီးချောစီလည်းကျွေးပြီးပါပြီဒီဆက်အတွင်းပိုင်း engine နဲ့ gear wire ပိုင်းကြတော့ရောဘာတွေစစ်ဆေးဖို့လိုအောင်လဲရှင်ဝီဒီဆက်ရဲ့အတွင်းပိုင်းအတွက်ဆိုရင်တော့ကျွန်တော်တို့ဒီ gear wire နဲ့ engine wire စစ်တဲ့အချက်ကဒါအရေးကြီးတဲ့အချက်ထဲမှာပါတယ်ကျွန်တော်တို့ဒီမိုးရာသီမှာဒါလုပ်ငန်းခွင်ဆင်းနေတဲ့အချိန်အတွင်းမှာဒီရေတွေဝင်သွားတတ်တယ်ရေဝင်သွားပြီဆိုရင်တိတာတဲ့အချက်ကကျွန်တော်ဒီ gear wire မှာနှုတ်နှစ်အောင်ပြောင်းနေတတ်ပဲဟုတ်ကဲ့အဖြူအောင်ပေါ့ဗျာအဖြူအောင်နှုတ်နှစ်အောင်ပြောင်းနေတတ်တယ်အဲ့ဒီလိုကျွန်တော်ဒီရေပါတဲ့စီတွေကိုဒါထုတ်မပစ်ပဲလဲမပစ်ပဲနဲ့ဆက်ကိုအချိန်တော်ကြာရက်ထားလိုက်မယ်ဆိုရင်ဒါအတွင်းတွေကဒါ50ပင်နေရနေ gear သွားတွေနဲ့ piston ကွင်းတွေကဒါဟိုကြေမွသွားတဲ့ပေါ့ဗျာတန်ကြီးတက်ပြီးတော့ဒါကြေမွသွားတဲ့အဆင့်ထိရောက်သွားနိုင်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါရေပါနေတဲ့စီတွေကိုဒါထပ်ပါတော့ရေဒါစီတွေမှာရေပါနေပြီဆိုရင်မဖြစ်မနေချက်ချင်းကိုလဲပေးသင့်ပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်တို့ဒီဘက်ထရီကောင်းတွေကိုဒါဆက်တော်ကြာရက်ထားမယ်ဒါအသုံးမပြုတော့ဘူးဆိုရင်လည်းဒါဘက်ထရီကောင်းတွေကိုဖြုတ်ထားပေးပါပြီးတော့ဒါတာယာတွေကိုလည်းဒါမြေကြီးနဲ့မထိအောင်လို့တစ်သားတုံးတစ်ခုပြပေါ့ဗျာတစ်သားတုံးဖြစ်ခံထားတာခုပေးထားရင်တော့ဒါပို့ပြီးတော့အကောင်းဆုံးဖြစ်ပါတယ်ခင်ဟုတ်ကဲ့ပါကိုရထွေဒါဆိုရင်မိုးရတီပြီးလို့ဒီဆက်တွေကိုတင်းတော့မယ်ဆိုရင်ရိုးလေးတင်းထားရုံနဲ့မပြီးပဲဆက်အောက်ပိုင်းတွေကိုရှုံဆေးတာချောစီကျွေးတာအင်ဂျင်နဲ့ဂီယာစီစစ်ဆေးတာတွေကယာတီကုန်တိုင်းဒါစနစ်တကျလုပ်ပေးမှဒါဒီနောက်တစ်နေ့ရောက်တဲ့အခါမှာဆက်ပြင်စေးကာဝယ်နိုင်မယ်ဆိုတာဒါရှင်းလင်းသွားပါပြီရှင့်ကိုရထွေအနေနဲ့ရောစကားလက်ဆောင်လေးပြောပြပါအောင်ရှင့်ဟုတ်ကဲ့ပါကျွန်တော်လက်ဆောင်ပါရင်တဲ့စကားလေးကတော့ဒါကျွန်တော်တို့ဒီရှုံနုံတွေကိုတန်ရှင်းမှာချောစီကိုပုံမှန်လေးကျွေးပေးပါဒါစီအခြေအနေကိုစစ်ပါအားလုံးပဲနောက်ရာဒီမှာကျွန်တော်ဆက်အားအပြည့်နဲ့မောင်းနေနိုင်ကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာရည်သွေးကောင်းမွန်အောင်ဆက်မွန်